ဆိုမရိုးသားတော့နော် ဘာဖြစ်လို့တော့ ဒီခက်စီမှာဒါတော့တန်ဖိုးကြီးရဲ့ပစ္စည်းကိုဘယ်သူကပေးလို့လဲ ဩအိမ်တက်မှာဒါလေးပေးလိုက်တာဘာဖြစ်လို့လဲမိန်းမရမင်းရလေသူတို့ သူတို့ဆိုတာဘာတူလဲမင်းနေတာအခါ200ရှိပြီသူတို့ဆိုတာဘာတူလဲ ဟုတ်လေ သူအတွက်လေ အဲ့သူတို့ဆိုတာတိကျင်မင်းလိုက်ခဲ့လိုက်လေငါမလိုက်နဲ့လည်းမပြောဘူးလေမင်းကမလိုက်တာလေဟုတ်လားအဲ့အစ်စ်မှာအဲကွန်အစ်စ်လေး alpha နော် inverter type လေး smart energy mode နော်ဘလောက်ကောင်းလဲအေးစိတ်နေတာပဲပစ္စည်းကအရန်ကောင်းတယ်ငါနဲ့အာမကပါတဲ့ပစ္စည်းတွေဒါလေးပြီးတော့ကိုလည်းမြန်နေမှစရတယ်လေအိမ်တစ်တက်ပွဲမှာ အဲ့သူတို့ဆိုတာဘာတူလဲကိုမေးတာ သူတို့ဆိုတာဘယ်သူလဲတိကျင်လိုက်ခဲ့လို့ပြောပြီးပြီမလိုက် အခု ဘူး ခ လား ဏနာမည်နဲ့ခဏတော့ဘောက်ချဖွင့်ခိုင်းတယ်အခုပတ်စံလဲ73သိန်းပေးမယ်ပြောတယ်လေ အင်းအေးအဲ့ဒါတွေအားလုံးကဟုတ်ပြီဘသူအတွက်လဲဘသူအတွက်ကိုဝယ်ပေးနေတာဘာလို့အဲ့လောက်အသေးအံဖြစ်လဲ ဩပြောပြီးပြီလေသူတို့လို့လိုက်ခဲ့လိုက်လို့မလိုက်ဘူးလားအမေမလိုက်ဘူးဆိုမသိရဘူးနော်လိုက်ခဲ့မှသိရမှာဘာတူလဲဆိုတာလိုက်ခဲ့လားအဲ့ငါပြောတာ ငါမလိုက်ဘူး သိကြလားသိကြလား ဘသူတော့လို့မင်းနေတယ်ဒီ ဒီကကြီးမှာ73သိန်း9900 14သိန်းနဲ့ဒီအား9နှစ်အာမခံပါတဲ့အဲယာကွန်ကြီးကိုဘသူ့ကိုပေးရမှာတော့မင်းအတွက်ပေါ့မင်းအတွက်ပေါ့မင်းတို့မိန်းမတွေကလေတိလားတခါတလေကြာရင်ပြောရင်လေပြောချင်းစရာပဲမင်းအတွက်ပေါ့ငါတို့ကွန်ဒိုအသိရတယ်ဆိုအဲ့မှာတက်ဖို့အဲ့တော့ကိုယ်ဆိုင်ရဟာကိုဒီတိုင်းယူပြီးတက်လိုက်လေရတယ်နော်အေးဒါပေမဲ့မဟုတ်ဘူးငါပြန်ဝယ်ပြီးအားပေးတာနော်ငါတက်ပေးဖို့အဲ့ဒီသူတို့ဆိုတာကမင်းရဖြတ်လိုက်ပြီကိုမင်း မရဘူးငါ့ကိုဈေးလျှော့ရတော့မှာအဲ့လိုလိုက်ပြီးလျှော့ရတော့မှာ မလျှော့ပေးတော့ကြကိုငါ အဲ့ဒီသူတို့ဆိုတာကမင်းဟုတ်လား surprise တိုက်တော့လဲအပြည့်နော်မတိုက်ဖဲနဲ့ဟိုဒီတိုင်းယူပြီးတက်လိုက်လဲအပြည့်ကဲပြောကြအောင်ဘာလို့ရမလဲ ရတယ်ပတ်စံလာပြီလွှဲလိုက်တော့ရတယ်ဘောက်ချအခုပေးမယ်ငါနဲ့အာမကန်ဘရန်ဒီကပြားတော့အကုန်ဖြည့်ပေးပြီ အော်ညမ်းတာအခုကြတော့ မဲ လေ ကြဝယ်ပေးနေတာ အော်အော်ဘာကံဘောစ